နေဝင်လိုက်ထားစမ်းမဆိုင်စရာဘဝကြီးစိတ်ကိုတည့်ကိုယ်တိုင်ရေးသားထားတဲ့တစ်ချက်တည်းကိုဖြစ်ပါဟုတ်ညီမလေးတစ်ချင်းနာမည်အဲ့ဒီကောင်လေးသိအောင်ပြောလိုက်စမ်းပါတစ်ချင်းတော့တစ်ချင်းနာမည်ကအမိကျေးဇူးပါရှင်အမိကျေးဇူးပါငဘဲထပေါ်ထက်ရမှတ်တာလားဟုတ်ဘသူရေးတာတော့ဘဝစိတ်ကိုတည့်ရေးတာပါရှင်ကွက်ဒီဟုတ်အဲ့ဒါကိုစိုင်းလို့ကြည့်ကြမယ်ဟုတ်ညီမလေးတစ်ခေါက်ဆိုစမ်းပါတို့ကြီးတွေမှတ်တာဟုတ်ကဲ့တို့မိဘတွေကသာသမီအပေါ်မှာဆိုရင်အနစ်နာစေရနာဝါဒနာနာသုံးနာနဲ့ကိုပေါ်ထက်ကိုပဲလေးအနစ်နာခံပြီးမွေးခဲ့ကျွေးခဲ့တာနော်ဟုတ်တယ်အဲ့ဒီမြတ်တာကျေးဇူးတရားတွေသိဖို့ကျွန်တော်ပြောတာမှန်တယ်ဒါလေးကိုစိုက်လို့ကြည့်ရမယ်ကြားမယ်နေရလားဟုတ်ပါကောင်းတာဗောကလလရေကြီးတရေတီခဲ့ကနိလာလေးရဲ့တွတ်ချလို့သာဟုတ်ကဲ့ညီမလေးဗါလေးနဲ့ကလလရေကြီးတရေတီစားကနိလာရဲ့တွတ်စကြတာမိဘတွေခဏမှာတရေတီပြီးဆိုကြတဲ့ကသသမီပုံမြစ်တာဘလောက်တောက်ဝင်လာတော့မမေးနဲ့ဟုတ်ရက်ကလေးတွေနှစ်တွေတွက်လာတာမှန်ပါအဲ့တော့သသမီတွေအပေါ်မှာဘလို့ထားလဲတီဗီဆိုကြတဲ့အထိုင်ထပ်အသွားတာခဲကြီးလားဟုတ်တယ်ဒါပေမဲ့သားချစ်တဲ့တန်ရုံးစဉ်သမီးချစ်တဲ့တန်ရုံးစဉ်ကိုသားမမသိသမီးမမသိပေမဲ့ကိုယ့်ရဲ့ရင်သွေးလေးချစ်တဲ့မေတ္တာကြောင့်ဟုတ်မိဘတွေကအဲ့ဒီအချိန်ကလေးကဒုက္ခတွေခံခဲ့ရပြီနော်ဟုတ်တယ်မိဘကျေးဇူးများမခံနိုင်နဲ့ဒါကိုပြောတာမှန်တယ်ဒါပဲဒါဗါနဲ့ညီမလေးအထိုင်ထားသွားလားအထိုင်ထားသွားလားအားလုံးစွာခရှောင်းလေးမွေရနာရင်သေးတိကြလေရတယ်နေရတွေမှာအလုံးတရားသိမိတယ်သိမိတယ်ဒုက္ခလားဒီဘေးနဲ့တော့မှရင်ဆိုင်ရတဲ့သာသမီမွေးရတဲ့ဒုက္ခနော်ဟုတ်ကဲ့ဒုက္ခထေငါဒုက္ခကြီးကိုတာကိုယ့်ရင်လေးအပေါ်ကြောင်းဒုက္ခကိုဒုက္ခထင်ပြီးတော့မိဘတွေကငွေးနေတာဟုတ်
ဟုတ်လားဒါလေးကိုကျွန်တော်ကဒေတာချင်းဖြစ်ပါတယ် မမ ငါပဲပေါ်ထက်ပြီးကြည့်မယ်နော် ဟုတ်ပြီ